လာပြန်ပြီဗျရေမွေးအတုဒါကတော့ RMF ကထွက်တဲ့ Clatinui Anto ကိုအတုပြန်ထုတ်ထားတဲ့အတု version ပါဟာတော်တော်လေးကိုစုပ်ပြတ်တက်နေတဲ့ packaging နဲ့လာပါလိမ့်မယ်ကြည့်လိုက်ရင်တစ်ခုမှအစ်စ်နဲ့မတူတော့တွေ့ရပါလိမ့်မယ် RMF ရဲ့ Clatinui line ကအတုလို့ရတာတော်တော်လေးကိုခက်တဲ့ထဲပါပါတယ်ဘာဖြစ်လို့ဆိုတော့သူ့မှာကတကယ် quality ကောင်းတာလေးတွေထည့်ထားပေးတယ်အခုဥပမာဒီစာရွက်ဆိုရင်ကျွန်တော်တို့ RMF ကတကယ် official assist ဆိုလို့ရှိရင်အဲ့လိုလုံးဝမခောက်ပါဘူးခောက်ရိုးမကျိုးပါဘူးပြီးတော့ကျွန်တော်အယောင် color way တွေကအပြင်မှာကြည့်ရင်တော်တော်လေးကိုတိတာနေပါတယ် RMF ရဲ့ assist မှာကကျွန်တော်အဲ့နေရာလေးမှာကော်လေးလေးလောင်းထားသလိုခက်မာလေးသွားပါတယ်ဗျနောက်တစ်ခုက packaging တွေကိုကြည့်ပါသုံးထားတဲ့စက်ကူတွေကလုံးဝစုပ်ပြတ်တက်နေတာပါပဲပြီးတော့ကျွန်တော်တို့ပလင်းကိုကြည့်လိုက်မှဆိုလဲပလင်းခေါင်းကအလဲဆန်တာမကြပါဘူးမြင်းတဲ့တိုင်းပါပဲပြီးတော့ကျွန်တော်တို့ဒီတွဲလောင်းချနေတဲ့ဒီကြိုးတွေကိုကြည့်လို့ရပါတယ်အဲ့ဒီကြိုးတွေကအစ်စ်မှာအဲ့လိုပုံစံမဟုတ်ပါဘူးသူကဒီဘေးမှာတော့အသားစိတ်လေးထွင်ထားတယ်ပေါ့နော်မခံတာတော်တော်လေးကိုစုပ်ပြတ်တက်နေတဲ့ quality နဲ့လာတဲ့အတူပါပြီးတော့တော်တော်လေးကိုမှအနံ့ကစိုးလွန်းပါတယ်ကျွန်တော်လိုအန်ထိုးကိုကြိုက်တဲ့လူတောင်မှအဲ့ဒီအနံ့ရလိုက်တာနဲ့ခေါင်းမူပြီးတော့တော်တော်လေးကိုအန်ကျင်သွားတယ်ဗျတော်တော်ကိုဆိုးတဲ့အနံ့မှာနောက်ထပ်တစ်ခုကကျွန်တော်တို့ရေမွေးအတူတိုင်းမှာ atomizer ခေါင်းကလုံးဝမတူပါဘူးတခြားကြည့်ပါဒါဆိုရင်ကျွန်တော်တို့ RMF ရဲ့ Clatinui line တွေကကျွန်တော်တို့ဒီလို converter လုံးဝမဟုတ်ပါဘူးဗျကျွန်တော်ကတော့ပုံလိုမျိုးအဲ့လိုမျိုးအရှိနဲ့ converter အရှိနဲ့ထုတ်ရတဲ့ converter ခေါင်းလေးပါ spray ခေါင်းလေးပါဒီလောက်ပါပဲ